မင်္ဂလာပါရှင်ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကစစ်တီတအူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကနမခတိုင်းရုံးကအခြားအဆင့်စစ်တီတအူပါအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုရုံးရဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာတိုင်းမှုရုံးရဲ့ရုံးအုပ်တာဝန်ထမ်းဆောင်နေတဲ့ဒုရာခံမှုတန်းလွင်ရဲ့အကျဉ်းပြတ်မှုတွေတက်ကထွက်ခွင့်တင်တဲ့သူတွေစီကပတ်စံယူတဲ့အကြောင်းတွေနဲ့သူမိမဒေါ်ကလျာကလိုင်းထဲမှာငွေရိုးချီးစားတဲ့အကြောင်းတွေကိုပြောပြချင်ပါတယ်။ဒုရာခံမှုတန်းလွင်ဟာတိုင်းမှုရုံးကရုံးအုပ်ဖြစ်တဲ့အတွက်နမခကုတ်ကဲမှုအောက်ကတပ်တွေကတပ်မှုကြီးတွေနမခကိုလာရင်သူ့ကိုမဟုတ်ပေးကြပါတယ်။တိုင်းမှုရဲ့သတင်းကိုဒုရာခံမှုတန်းလွင်ကသူတို့ကိုပြောပြလို့ပါ။တိုင်းမှုကိုဘာနဲ့ခါရင်ကောင်းနေတိုင်းမှုကဘာကြိုက်တယ်တပ်တွေအကြောင်းတိုင်းမှုကဘာပြောရဲဆိုတဲ့အတွင်းသတင်းကိုကြားသိရသမျှလောက်အောက်ကတပ်မှုတွေကိုတစ္ဆာမဲ့စွာသတင်းပြန်ပေးပါတယ်။လောက်အောက်တပ်မှုတွေကရုံးအုပ်ဒုရာခံမှုတန်းလွင်စီကရတဲ့သတင်းအပေါ်မူတည်ပြီးသူတို့ယာရုတက်ရေးမျက်နှာယာရေးပြင်ဆင်ကြပါတယ်။နမခလောက်အောက်တက်တဲ့ကြီးတက်တွေကလည်းသူ့ကိုလာစဉ်မဟုတ်ပေးကြရပါတယ်။တပ်မှုတွေအကြောင်းကြောင့်နမခကိုလာရင်သူကမဟုတ်ရအောင်တောင်းပါတယ်။အာနာသိန်းကာလအတွင်းမှာသူကပို့အစဉ်ပြေပါတယ်။တိုင်းမှုကိုပြောပေးမယ်ဆိုတဲ့ခေါင်းစဉ်နဲ့အမှုအခင်းဖြစ်တဲ့သူတွေစီကပါပတ်စံရနေပါတယ်။အခုသူကင်နေတဲ့ဖုန်းကလည်းဟာဝေးဖုန်း9သိန်းတန်ဖုန်းမှာတာမန်အခြားအဆင့်တွေမကင်နိုင်ပါဘူး။သူဖုန်းထဲမှာလောင်းကစားနဲ့ပတ်သက်တဲ့ application တွေအများကြီးရှိတယ်။ရုံးအုပ်တယောက်အနေနဲ့အခြားအဆင့်တွေကိုရှေ့ဆောင်လမ်းပြလုပ်ရမယ့်အစားအလကားရတဲ့ငွေနဲ့နှလုံး3လုံးစလော့ကအစအကုန်စော်ပါတယ်။အိမ်အောင်တဲ့လိုင်းစီကန်အရာငွေရိုးချီးမရပေမဲ့သူမိမကတော့တိုင်းမှုရုံးကရုံးအုပ်ရဲ့မိန်းမဆိုပြီးအခွင့်ထူးခံတဲ့ငွေရိုးချီးစားနေပါတယ်။ဒုရာခံမှုတန်းလွင်ကတိုင်းမှုအဆက်ပေါင်းများစွာလှုပ်ရှားနေတဲ့သူပါ။တိုင်းမှုအသစ်ရောက်လာရင်တိုင်းမှုမမြင်အောင်တိုင်းမှုရုံးကန်နဲ့ကြမ်းတိုက်ပြတာအပါအဝင်သူအလုံးလုံးကြောင်းပြပြီးရင်းနှီးမှုယူတတ်ပါတယ်။ပြီးရင်ရင်းနှီးမှုကိုအလွဲသုံးစားလုပ်ပါတယ်။အထက်ကတိအောင်တင်ဆက်ပေးပါလို့ရေးသားပေးပို့လာပါတယ်ရှင်။ဒီစာလေးကိုဖတ်ပြီးတော့တက်တွင်းကလူကြီးတွေကနတ်နေခိုင်းလို့ဆက်ဆံရတဲ့ရုံးအုပ်တွေအကြောင်းတွေးမိပါတယ်ရှင်။တက်ကအချက်လက်တွေအကုန်လက်ထဲမှာရှိတဲ့ရုံးအုပ်တွေဟာတက်မှုကိုမကျေနပ်ရင်မကျေနပ်တယ်လို့ဒုက္ခပေးနိုင်တာမို့အစည်းအဝေးမှာတခြားသူတွေအဆူခံရရင်တော့ရုံးအုပ်တွေကတော့လွတ်နေတတ်ပါတယ်ရှင်။ဒါကတော့ကြုံကြိုက်လို့ပြောပြတာပဲဖြစ်ပါတယ်။ကျမတို့အစီအစဉ်ဟာတက်မတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တက်မတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့လည်းကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။